ဒီနေ့တော့တယောက်ယောက်ကိုဒုက္ခပေးအောင်မယ်ကြည့်နေဒီမာလာရှန်ကောထဲမှာငါပုံးနေပြီးသူစားလိုက်တာနဲ့ဥကျူးသွားအောင်လုပ်ပစ်မယ် ပွေးနေတာပဲငါအကြိုက်ဆုံးမာလာရှန်ကိုကြီးစားကျင်နေရကြားလာပြီအယောင်လေးကစားကျင်စရာလေးကဲစားလိုက်တော့မယ်နော် အာတေပါပြီပူလိုက်တာဆက်လိုက်တာဟဲ့မီးတွေတောက်နေပြီယေမြန်ပေးကြပါငါ့ကိုကဲကြပါဦး ဟေးဘာလို့ရက်လိုက်တာလဲအယမ်းမိုက်တယ်အဲ့ဒီအဆက်လေးကလုံးဝရှယ်ပဲနောက်တစ်လုံးမြန်ထပ်စားစမ်းဆက်စား ဘလို့လေငါရဲ့အစွမ်းကြောင့်မျက်ရည်တွေနှာရည်တွေပါထွက်ကြနေပြီမလားဒါတော့အစပဲရှိသေးတယ်နော်ထပ်စားလေ တော်ပါပြီကျွန်တော်အရှုံးပေးပါပြီဗျာနောက်တစ်လုံးထပ်စားရင်ငါတို့တကယ်တေတော့မယ်မစားနိုင်တော့ဘူးစေးရုံသာပို့ကြပါတော့ဟိတ်မကြောက်ကြနဲ့တော့မင်းတို့ရဲ့ကယ်တင်ရှင်ဖဲသီးလေးရောက်လာပါပြီဒီအပူတွေကိုငါရဲ့အေးဓာတ်နဲ့ငိမ့်သက်ပေးမယ် ကျေးဇူးပါပဲဖဲသီးလေးရတငယ်ချင်းတို့ရေအဆက်တွေအများကြီးစားပြီးရင်ဘိုက်မနာအောင်တဘာဝသစ်သီးလေးတွေနဲ့အဆုံးသတ်ဖို့မမေ့ကြနဲ့နော်